ဆူတန်ဆိုတဲ့လေလွင့်နေတဲ့လူငယ်လေးတစ်ယောက်ဟာနဗန်သမမလေးအာဖာကိုတစ်ဖက်သက်စတင်ချင်းမိသွားခဲ့ပါတယ်အာဖာရဲ့အချစ်ကိုရဖို့ကြိုးစားချိန်မှာတော့အာဖာကရည်မှန်းချက်မရှိတဲ့ဆူတန်ကိုညှင်းပယ်ခဲ့ပြီးငါကနဗန်သမတစ်ယောက်ကိုပဲလက်ထပ်မှလို့ပြောလိုက်ပါတယ်ဒီစကားဟာဆူတန်ရဲ့မာနကိုတင်းတင်းထန်ထန်ထိခိုက်သွားစေခဲ့ပါတယ်ဒီနောက်မှာတော့ဆူတန်ဟာနဗန်ပညာကိုမနက်မိုးလင်းညမိုးချုပ်ကြိုးစားသင်ယူခဲ့ပါတယ်တဘာဝအရပါလာတဲ့အင်အားနဲ့မလျှော့သောဆွဲကြောင့်ရွာကနဗန်ကွင်းကနေစတင်ကအာရှအားကစားပြိုင်ပွဲထိုးနောက်အိုလံပစ်ရွှေတံဆိပ်ထိရရှိပြီးကမ္ဘာချန်ပီယံဖြစ်လာခဲ့ပါတယ်ဒီနောက်မှာတော့အာဖာရဲ့အချစ်ကိုလည်းရရှိခဲ့ပြီးလက်ထပ်လိုက်ကြပါတယ်ရွှေတံဆိပ်တွေစက်တက်ရတာချိန်မှာတော့ဆူတန်ဟာမာနကြီးလာခဲ့ပါတယ်အာဖာကကလေးမွေးခါနေချိန်ဖြစ်နေပေမဲ့ဆူတန်ဟာမိသားစုထက်သူ့ရဲ့အောင်မြင်မှုကိုပိုဦးစားပေးပြီးနောက်ထပ်ပွဲစဉ်တစ်ခုကိုသွားရောက်ရှင်ပြန်ခဲ့ပါတယ်ဒီကန်ပွဲမှာဆူတန်နိုင်ခဲ့ပေမဲ့သူပြန်ရောက်ချိန်မှာတော့ကလေးဟာသွေးလိုအပ်ချက်ကြောင့်ဆုံးပါသွားခဲ့ရပါပြီဒီဖြစ်ရဲ့အတွက်အာဖာကဆူတန်ရဲ့မာနကြောင့်လို့အဖြစ်တင်ကဆုံးခွာသွားခဲ့ပြီးဆူတန်ရဲ့ဘဝလည်းအမိုက်တောင်းနဲ့ရောက်တယ်လို့ပြိုလဲသွားခဲ့ရပါတယ်နှစ်အတော်ကြာပြီးနောက်ဆူတန်ဟာခန္ဓာကိုယ်လည်းပျက်စီးအသက်အရွယ်လည်းရလာခဲ့ပါတယ်ဒါပေမဲ့သူဟာသွေးလိုပန်တစ်ခုဆောက်လုပ်ဖို့နဲ့အာဖာရဲ့ယုံကြည်မှုကိုပြန်ရဖို့အတွက်အနေအများလာတဲ့မှာပြန်ပွဲတွေကိုဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အသက်ကြီးပြီးဝါဝတုတ်တုတ်ဖြစ်နေတဲ့ဆူတန်ကိုနီးပြကအစအားလုံးကလောင်ပြောင်ခဲ့ကြပေမဲ့ဆူတန်ဟာပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုစူးစမ်းလေ့ကျင့်ခဲ့တယ်ပထမဆုံးပွဲကတော့အဆင်ပြေခဲ့ပေမဲ့ဒဏ်ရာတွေအသက်အရွယ်နဲ့ပွဲပတ်မှုတွေကြောင့်ဆူတန်ရဲ့ခန္ဓာကိုယ်ဟာနောက်တစ်ပွဲရှင်ပြိုင်ဖို့လုံးဝမဖြစ်နိုင်တော့တဲ့အနေအထားကိုရောက်နေခဲ့ပါပြီဆရာဝန်ကပြန်ပွဲဆက်ပြိုင်ရင်အန္တရာယ်ရှိတယ်လို့သတိပေးခဲ့ပေမဲ့ဆူတန်ကတော့စုတ်ခွာဖို့ငြင်းဆန်ခဲ့ပါတယ်ဒီအချိန်မှာပဲဆူတန်ရဲ့မလျှော့သောဆွဲနဲ့စူးစမ်းမှုကိုမြင်တွေ့ခဲ့ရတဲ့ဇနီးဖြစ်သူအာဖာဟာဆေးရုံကိုရောက်ရှိလာပြီးဆူတန်ကိုတွန်းအားပေးခဲ့ပါတယ်ဒီတွေ့ဆုံမှုကဆူတန်ရဲ့ရင်ထဲကမီးတောက်ကိုပြန်လည်တောက်လောင်စေခဲ့ပါတယ်ဖိုင်နယ်ပွဲစဉ်မှာဆူတန်ရှင်ပြိုင်ရတဲ့တိုင်ဘက်ကတော့အရက်ရှိပြီးကြမ်းတမ်းတဲ့ကမ္ဘာထိပ်တန်းတိုက်ခိုက်ရေးသမားမာကတ်ပဲဖြစ်ပါတယ်ပွဲစားနဲ့မာကတ်ဟာဆူတန်ရဲ့နံရိုးတန်ရာဟောင်းကိုအထူးပြစ်မှတ်ထားပြီးကင်းထန်တဲ့ထိုးနှက်ချက်တွေကန်ချက်တွေနဲ့အညာလာမဲ့တိုက်ခိုက်ခဲ့ပါတယ်ဆူတန်ဟာကျိုးဝိုင်းချမ်းပြင်ပေါ်ကိုအချိန်ချင်းလဲကျခဲ့ပြီးပြင်းထန်စွာနာကျင်ခဲ့ရပါတယ်တိုင်လူကြီးကပွဲရက်နာဖို့ပြင်ဆင်ပါပဲဆူတန်ဟာသူ့ရဲ့ပရိသတ်တွေဆွတ်လွတ်ခဲ့ရတဲ့ကလေးလေးနဲ့အာဖာရဲ့မျက်နှာကိုမြင်အောင်ပြီးကျိုးဝိုင်းချမ်းပြင်ပေါ်ကနေမဖြစ်နိုင်တဲ့အချိန်နဲ့ပြန်လဲထွက်ခဲ့ပါတယ်တိကျလာတဲ့နဗန်ပညာကိုအသုံးပြုပြီးမာကတ်ကိုကျိုးဝိုင်းချမ်းပြင်ပေါ်သို့အပြင်းထန်ရိုက်ချလိုက်ကစက္ကန့်ပိုင်းအတွင်းအလဲထိုးနဲ့အနိုင်ယူခဲ့ပါတယ်ကျိုးဝိုင်းတစ်ခုလုံးတောင်းဖြာအော်ဟစ်အားပေးလိုက်ကြချိန်မှာတော့ဆူတန်ဟာကမ္ဘာချန်ပီယံဆုကိုတင်မကပဲသူဆုံးရှုံးခဲ့ရတဲ့မိသားစုနဲ့ဂုဏ်သိက္ခာကိုပါပြန်လဲဆုခိုးနိုင်ခဲ့ပါတော့တယ်